တို့တွေတန်ဗုဒ္ဓေဂါထာအလုံးရွတ်နေကြတာသိမှာပါတန်ဗုဒ္ဓေအလုံးဂါထာတွေကြည့်လိုက်မယ်ဆိုလို့ရှိရင်တန်ဗုဒ္ဓေ9ဂါထာရှိတယ်ရှေးကျွန်းနောက်ကျွန်းတောင်ကျွန်းမြောက်ကျွန်းအောင်တန်ဗုဒ္ဓေဆိုပြီးတော့9ဂါထာအဲ့ဒီထဲမှာဦးဇင်းတို့များသောဖြင့်ရွတ်နေတာကတော့တောင်ကျွန်းတန်ဗုဒ္ဓေပေါ့နော်ဂါထာလေးကတန်ဗုဒ္ဓေအထဝီသင်္စဓာရသင်္စတဟတ္တကေသင်္စတတသဟတ္တာနိနမာမိတိရတမဟံအပကဝါလုကကင်္ဂအနန္တနေဗုဒ္ဓစီနာဧတတမေသတံကင်္စအာဒရိဏနမမဟံဆိုပြီးတော့ဒီလိုလေးပေါ့အဲ့တော့မျိုးမျိုးဒီဂါထာတော်ကိုရွတ်လို့ရှိရင်အမျိုးမျိုးသောထူးခြားမှုတွေစံပြမှုတွေရှိခဲ့တာလဲအားလုံးသိပြီးဖတ်ပြီးပေါ့ဒီဂါထာတော်ကဘာအဓိပ္ပာယ်ရှိတာတော့ဘလို့အဓိပ္ပာယ်ရှိတာတော့ဆိုတော့ဒီပါဠိလေးကိုအနက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တန်ဗုဒ္ဓေအထဝီသင်္စဓာရသင်္စနှစ်ကျင့်ရှိစုကုံတဲ့မြတ်စွာဘုရားပွင့်ခဲ့တဲ့နှစ်ကျင့်ရှိစုကုံတဲ့မြတ်စွာဘုရားတို့ကိုလည်းကောင်းတယ်နော်တန်ဗုဒ္ဓေထဝီသင်္စနောက်ပြီးတော့ဓာရသင်္စတဟတကေ12000ကုံသောမြတ်စွာဘုရားတို့ကိုလည်းကောင်းတယ်နော်ပထမဆုံးနှစ်ကျင့်ရှိစုပြီး12000ဖြည်းဖြည်းနဲ့များလာတာပင်စတတသဟတာနိ9သိန်းကုံသောမြတ်စွာဘုရားတို့ကိုလည်းကောင်းအဲ့တော့တန်ဗုဒ္ဓေထဝီသင်္စဓာရသင်္စတဟတကေပင်စတတသဟတာနိနမာမိတိရတမဟံတဲ့ကျွန်ုပ်ရဲ့ဥကောင်းတဲ့နမာမိရှိခိုးပါ၏နော်ဒီလိုလေးပဲရဒါကဆရာတော်ဘုရားကြီးတို့ဟောကြားထားတာကနော်ဥကောင်းတဲ့ဆိုလို့ရှိရင်ဒီလက်ကိုဥကောင်းပေါ်မှာတင်ပြီးတော့ခုနကပြောတဲ့နှစ်ချင်းရှိစု12000ခုသောဘုရားရှင်9သိန်းခုသောဘုရားရှင်တို့ကိုဥကောင်းတဲ့ရှိခိုးပါတယ်ဆိုပြီးတော့ဓမ္မတခါရှိခိုးတဲ့အပိုက်ဒုတိယတစ်ပိုက်ကအဘဂဝါလုကကင်္ဂနောဘဂဝါလုကကင်္ဂအနန္တနေဗုဒ္ဓစီနာတေဇာတမေသတံကေသာအာရိဏနမမဟံတဲ့နော်အဘဂဝါလုကကင်္ဂတဲ့ဝါလုကကင်္ဂဒီကင်္ဂမြစ်မှာရှိတဲ့သဲတွေဟာနဲသေးတယ်သဲပွင့်လေးထအနန္တနေဗုဒ္ဓစီနာတဲ့နေဗုဒ္ဓစီနာပြိဋိဘံဆံဝင်ကုန်ပြီးတဲ့မြတ်စွာဘုရားတွေကတော့အနန္တာတဲ့အများကြီးပဲတဲ့မရေမတွက်နိုင်အောင်များတယ်သဲပွင့်နေထက်များတယ်နော်အဲ့ဒီမြတ်စွာဘုရားတွေရဲ့ဘုရားကဂင်္ဂမြတ်မှာရှိတဲ့သဲပွင့်တွေထက်များတဲ့မြတ်စွာဘုရားတွေရဲ့တေတံဓမ္မေသတန်ကိစ္စတဲ့အဲ့ဒီဘုရားတွေဟောခဲ့တဲ့တရားတော်တို့ကို၎င်းအဲ့ဒီဘုရားတော်တို့ရဲ့အဲ့ဒီဘုရားရှင်တို့ရဲ့တပိတာဝကယဟန်တန်ဃာတို့ကို၎င်းတေတံဓမ္မေသတန်ကိစ္စအာတရိဏနမမဟံအဲ့ဒီမှာတခါတိရတမဟံကျွန်တော်ရဲ့ဥကောင်းတဲ့အာဒရိဏရှိခိုးပါ၏ယိုတိမင်းတို့လည်းဆုံးမွေရှိခိုးပါ၏နော်